အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တင်ဆက်ပေးချင်တာကတော့ကိုနိုင်ခဲ့တဲ့တထေးကိုလူသူမသိတဲ့ကျွန်းပေါ်မှာဘယ်လိုပညာပေးမလဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဇတ်လန်းလေးကိုစလိုက်ကြရအောင်ဇတ်လန်းလေးရဲ့အစမှာတော့ Western Corporation မှာလင်ဒါဟာရုံးမှာအတော်ဆုံးဝန်ထမ်းတစ်ယောက်ပါသူမရဲ့မန်နေဂျာဒိုနိုဗန်ဟာသူမရဲ့အစီရင်ခံစာကိုအတော်လေးသဘောကျပြီးတော့သူမရဲ့ကျွမ်းကျင်မှုတွေကိုလည်းအမြဲချီးကျူးပါတယ်ဒါပေမဲ့သူမကိုတော့ပုံဖွဲ့စည်းတိုင်းကိုတက်ခွင့်မပေးခဲ့ပါဘူးဒါသူမရဲ့လက်ရဖြစ်ကြောင်းလူတိုင်းကိုတည်ပေးမယ်လို့တော့သူကပြောခဲ့ပါတယ်ဒါပေမဲ့အစည်းအဝေးစားတဲ့အခါမှာတော့ဒိုနိုဗန်ဟာသူမရဲ့နာမည်ကိုဖြုတ်ချပြီးသူကိုယ်တိုင်ပဲအမောတင်ခဲ့ပါတယ်လင်နာဟာလုတ်ပေါ်ကင်ဘက်တအုပ်ကိုသူ့ရဲ့စိတ်ပြတ်မှုတွေကိုပြောဖို့စူးစမ်းခဲ့ပေမဲ့လည်းသူမဟာစကားပြောရခက်ပြီးထူးဆန်းတဲ့သူလိုပဲအထင်ခံခဲ့ရပါတယ်တခြားလုတ်ပေါ်ကင်ဘက်တွေအပြင်ထွက်ဖို့စီစဉ်တဲ့အခါမှာလည်းသူမကိုအမြဲတမ်းချန်လှန်ခဲ့ကြပါတယ်အိမ်မှာလည်းလင်နာဟာတငယ်ချင်းတွေမိသားစုတွေမရှိပါဘူးသူမဟာအားလည်းရဲ့ဓာတ်ပုံတွေအားလုံးထဲမှာလည်းသူမတယောက်တည်းပါပဲသူမရဲ့တအုပ်သေးသောအဖော်ကကြက်တူရွေးလေးပါဒါတောင်လင်နာအမြဲတမ်းအပြုသဘောဆောင်ပါတယ်ပြီးတော့ကြိုးကြိုးစားစားလုပ်မယ်ဆိုရင်တစ်နေ့မှာအောင်မြင်မယ်လို့လည်းယုံကြည်ထားပါတယ်ကုမ္ပဏီပိုင်ရှင်ရအောင်ပြောခဲ့ဘူးပါတယ်သူမဟာဒုဥက္ကဋ္ဌဖြစ်ဖို့အတွက်တင့်တော်တဲ့သူပါလို့ညစာစားပြီးနောက်မှာလင်နာဟာရှင်တန်ရေးစီစဉ်တွေကိုလည်းကြည့်ရတာကြိုက်ပါတယ်ရှင်တန်ရေးဘာသာကိုသူမစိတ်ဝင်စားကြောင်းကိုလည်းပြသထားပါတယ်နောက်နေ့မှာတော့ဘရက်ဒလီဟာကွယ်လွန်သွားတဲ့သူ့အဖေရဲ့ကုမ္ပဏီရာထူးကိုဆက်ခံခဲ့ပါတယ်လင်နာဟာသူမနေ့လည်စာကိုအမြန်ဝတ်ထားပြီးတော့သူ့ကိုယ်သူမိတ်ဆက်ဖို့ပြေးလွှားသွားခဲ့ပါတယ်ဒါပေမဲ့မျက်နှာမှာမယောနီတွေပေနေတော့မှာပဲဒါကြောင့်ဘရက်ဒလီဟာယုံချသွားပါတယ်သူမဟာဖက်နှက်အကြောင်းပြလုံးထုတ်ဖို့စူးစမ်းပေမဲ့လည်းဘရက်ဒလီဟာပိုပြီးစိတ်နှောက်ယှက်ဖြစ်စေခဲ့ပါတယ်အဲ့ဒီနောက်မှာသူကရုံးခန်းထဲကိုပဲထွက်သွားပါတယ်ဘရက်ဒလီကသူ့ရဲ့လက်မှာမယောနီတွေပေနေတာကိုတတိထားမိပြီးတော့လင်နာဘလောက်တောင်ညွန်စရာကောင်းလဲဆိုတာလည်းကြီးသွားခဲ့ပါတယ်အမှုဆောင်ဖရန်ကလင်ကတော့လင်နာဟာဒုဥက္ကဋ္ဌရာထူးအတွက်တတိပေးတာကြောင့်သူ့ကိုတည်ပေးပါတယ်ဒါပေမဲ့ဘရက်ဒလီကတော့အဲ့ဒီရာထူးကိုဒိုနိုဗန်ကိုပဲပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဖရန်ကလင်ကတော့ကမ္ပဏီကလင်နာပေါ်မူတည်နေကြောင်းဘရက်ဒလီရဲ့အဖေကိုယ်တိုင်တော့အရာအလုံးကိုသူမပေါ်ပုံချခဲ့ကြောင်းရှင်းပြခဲ့ပါတယ်ဘရက်ဒလီကတော့ဒီမဆိုင်ပါဘူးပြီးတော့သူမကိုမြင်ကွင်းကနေဖုံးကွယ်ထားဖို့အတွက်တခြားရုံးခန်းတွေကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေပါတယ်အဲ့ဒီကမှဖရန်ကလင်ကအသေးအတန်ပဲဘန်ကောက်မှာအရေးကြီးစည်းဝေးတစ်ခုရှိနေကြောင်းထောက်ပြပါတယ်ဒိုနိုဗန်တယောက်တည်းမကင်တွယ်နိုင်ပါဘူးတကယ်တော့နောက်ဆက်တွဲကိစ္စတွေကိုဘယ်သူမှဖြေရှင်းနိုင်သေးပါဘူးဘရက်ဒလီကတော့လင်နာကိုခရီးစဉ်မှာခေါ်သွားဖို့သဘောတူလိုက်ရပါတယ်ဒါပေမဲ့ဒိုနိုဗန်ကိုကူညီဖို့အတွက်ပဲဖြစ်ပါတယ်သူမကဘယ်စည်းဝေးထဲမှာမှမပါခဲ့ဘူးပါဘူးခဏကြာမှာတော့ဘရက်ဒင်နဲ့ဒိုနိုဗန်တို့ဟာအတူတူပျော်ပါနေကြတာကိုလင်နာတတိပြုမိပါတယ်လုတ်ဖို့ကင်ဘတ်တူကသူ့ဟာကြောင်းလုံးကတငယ်ချင်းတွေဖြစ်ခဲ့ကြပြီးဒိုနိုဗန်ကသူ့ဥက္ကဋ္ဌအဖြစ်ရာထူးတိုးသွားကြောင်းသူမကိုပြောပြပါတယ်ဒေါသထွက်နေတဲ့လင်နာဘရက်ဒင်ရဲ့ရုံးခန်းထဲကိုပြေးဝင်သွားပြီးသူမကိုဘာကြောင့်ရာထူးမတိုးပေးခဲ့တာလဲလို့မေးခဲ့ပါတယ်ဘရူနိုဗန်ကဒီမှာရှိနေတာ6လပဲရှိသေးပေမဲ့သူမကလည်း9နှစ်တောင်ရှိနေပြီဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။ဘရက်ဒီကတော့လင်နာဟာကိန်းဂဏန်းတွေမှာသာကျွမ်းကျင်ပေမဲ့လူမှုဆက်ဆံရေးမှာမတော်ကြောင်းရှင်းပြပါတယ်။စီးပွားရေးအပေးအယူတွေရဖို့လူတွေကိုဆွဲဆောင်နိုင်တဲ့သူကိုပဲသူကလိုအပ်တာပါ။ပြီးတော့လည်းသူမရဲ့သွားကြမှာတခုခုကတ်နေတယ်လို့ပြောပြီးတော့လည်းအဆက်ခွဲလိုက်ပါသေးတယ်။အလျှော့တင်းအနေနဲ့သူမကိုဘန်ကောက်ခီးစဉ်မှာလိုက်ခဲ့ဖို့နဲ့နောက်ဆက်တွဲကိစ္စတွေကိုဖြေရှင်းဖို့ပြောပြခဲ့ပါတယ်။ဒါမှသူမှားကြောင်းသူမသက်သေပြနိုင်မှာဖြစ်ပါတယ်။လီနာကကန့်ကွက်ဖို့ကြိုးစားပေမဲ့လည်းဘရက်ဒီကတော့ခေါက်ရိုက်ဖို့အတွက်သူမကိုလစ်လျူရှုထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဘရက်ဒီလီရဲ့စစ်ဆက်ထားတဲ့သူစူစီရောက်လာပြီးတော့သူမရဲ့အမတန်ဖိုးတန်တဲ့လက်စွပ်ကိုလင်နာကလည်းတတိပြုမိသွားပါတယ်။သူမထွက်သွားဖို့ပြင်နေတဲ့အခါမှာဘရက်ဒီလီကလင်နာဟာသူမရဲ့ဇပွဲမှာနေလေစာစားတာနဲ့ပတ်သက်ပြီးတော့လူတွေကတိုင်တန်းနေတာကြောင်းပြောပါတယ်။အလန့်ကြောင့်သူမနားနေခန်းထဲမှာပဲထမင်းစားရမယ်လို့ဆိုလိုတာပါ။ဒါကလိန်ညာမှုပါပဲ။သူတယောက်တည်းသာစိတ်နှောက်ယှက်ဖြစ်နေတာပါ။လင်နာဟာလူတိုင်းရဲ့အကြည့်တွေကိုခံစားရင်မျက်ရည်တွေနဲ့အောင်ကြီးကရုံထဲကထွက်လာခဲ့ပါတယ်။သူမကားစီအထိရအောင်သွားနိုင်ခဲ့ပြီးတော့သူမကိုယ်တိုင်လုံလောက်နေပါပြီလို့ကိုယ့်ကိုယ်ပြန်လည်ဖြောင်းပြနေခဲ့ပေမဲ့လည်းခီးထွက်တဲ့မနက်ခင်းထိတော့ငိုနေတော့မှာပဲ။လင်နာဟာလေးစိတ်ကိုအိမ်တိုင်အားတိုက်ရောက်လာပြီးနောက်ဆက်တွဲကိစ္စတွေကိုဖြေရှင်းလိုက်ပြီဖြစ်ကြောင်းကြေညာပါတယ်။ဒါပေမဲ့ဘရက်ဒီကတော့ဂယုမစိုက်ပါဘူး။လေယာဉ်ပေါ်မှာတခြားသူတွေကပျော်ပါနေချိန်လင်နာကတော့အလုပ်ကိုပဲဆက်လုပ်နေပါတယ်။ဒိုနိုဗန်ကလင်နာရဲ့စူပါဗိုက်ဇာအစဉ်အတွက်လူကြီးပွဲတုန်းကဗီဒီယိုဖိုင်ကိုတွေ့သွားကြောင်းဖွင့်ဟလိုက်ပြီးတော့လူတိုင်းကိုပြသကသူမကိုလည်းလှောင်ရခဲ့ကြပါတယ်။ဘာတွေဖြစ်နေလဲဆိုတာလင်နာသိသွားတဲ့အခါမှာတော့သူမစိတ်မကောင်းဖြစ်လွန်းလို့အပြေပါတဲ့အစီရင်ခံစာကိုမပို့တော့ပဲဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်လေယာဉ်ကစက္ကန့်အနည်းငယ်တုန်ခါသွားပါတယ်။ဒါကြောင့်လေယာဉ်မယ်ကလူတိုင်းကိုနေရာမှာပြန်ထိုင်ခိုင်းပြီးတော့ထိုင်ကုန်ကပတ်တွေကိုလည်းပတ်ခိုင်းထားခဲ့ပါတယ်။ဘရက်လီနဲ့လီနာတို့ကချက်ချင်းလှုပ်ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့ဘရက်လီကအားနည်းတဲ့သူတွေပဲထိုင်ကုန်ကပတ်ပတ်တာလို့ပြောပြီးတော့ပြက်လုံးထုတ်လိုက်တဲ့အတွက်တခြားသူတွေကမထိုင်ပဲရင်မောနေကြပါတယ်။လေရင်ပြန်ထုံခါလာတဲ့အခါမှာတော့ဒူနိုဗန်နဲ့တခြားဝန်ထမ်းနှစ်ခုကလေရင်ကန်းထဲမှာလွင့်စင်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲလေရင်ကမီးလောင်ပြီးပြတ်ကျလာပါတယ်။လေနေရန်တွေပွင့်ထွက်သွားပြီးတော့လေပြားကျဆင်းသွားတဲ့အတွက်ဝန်ထမ်းတအုပ်ကလေရင်ပြင်ပကိုဆုတ်ထုတ်ခံလိုက်ရပါတယ်
ဒိုနိုဗန်ကလင်နာရဲ့ခြေထောက်ကိုလှမ်းကင်ထားတဲ့အတွက်သူမကသူ့ကိုကူညီဖို့လက်ကမ်းခဲ့ပေမဲ့လည်းသူမရဲ့ထိုင်ခုံကိုပဲတောင်းဆိုနေပါတယ်။တစ်ချိန်တည်းမှာပဲတခြားတစ်ယောက်ကဘရက်လီကိုလမ်းဖတ်မေးပေမဲ့သူကပဲချက်ချင်းပဲလွင့်ထွက်သွားပါတယ်။အဲ့ဒီဝန်ထမ်းကဒိုနိုဗန်ရဲ့ခြေထောက်ကိုဖမ်းမိသွားပြီးလင်နာရဲ့မျက်မှန်ကလည်းလွင့်ထွက်သွားကသူမရဲ့မျက်လုံးကိုလည်းထိခိုက်သွားခဲ့ပါတယ်။ဒိုနိုဗန်ကသူ့ကိုလွတ်ခိုင်းနေတဲ့အတွက်အဲ့ဒီလူကသူ့ခြေထောက်ကိုကင်လိုက်ရာဒိုနိုဗန်ကပြန်ထိုးလိုက်ပါတယ်။ပြီးတဲ့နောက်မှာဒိုနိုဗန်ကတော့လင်နာရဲ့လည်ပင်းကိုညှစ်ပြီးထိုင်ခုံကိုထပ်တောင်းလိုက်တော့သူမကခိုက်ရင်းနဲ့ပဲသူ့လက်ကိုထိုးလိုက်ကလွတ်ချလိုက်ရပါတယ်။မျိုးသားနှစ်ဦးလုံးလေရင်ပြင်ပကိုဆုတ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာတော့ဒိုနိုဗန်ရဲ့နှက်တိုင်ကအပေါက်မှာညှိနေတဲ့အတွက်သူ့ခန္ဓာကိုယ်ကမှန်နဲ့ရိုက်မိသွားပါတယ်။သူကအကူအညီတောင်းတဲ့အခါမှာလင်နာကပတင်းပေါက်ကိုပိတ်လိုက်ပါတယ်။အင်ဂျင်တစ်လုံးပျက်စီးသွားပြီးတဲ့နောက်မှာလေရင်ကပင်လယ်ထဲကိုဆင်းသက်ခဲ့ပြီးရေတွေကလည်းလေရင်ထဲကိုစတင်ဝင်ရောက်လာပါတော့တယ်။လင်နာကအသက်အောင့်ပြီးထိုင်ခုံကပတ်ကိုအသေးအတန်ဖြုတ်ခဲ့ပါတယ်။သူမကလွတ်မြောက်သွားခဲ့တဲ့အတွက်ရှေ့ကိုကူးရင်းနဲ့ပဲလေရင်မယ်ရဲ့အလောင်းကိုတွေ့ပြီးလန့်သွားခဲ့ပါတယ်။သူမကအော်ဟစ်ပြီးလေရင်ပြင်ပကိုကူးထွက်ကမြေမျက်နှာပြင်ပေါ်ကိုလည်းရောက်ရှိနိုင်ခဲ့ပါတယ်။ဘာမှမရှိတဲ့နေရာအလယ်ကိုရောက်နေမှန်းလည်းသိလိုက်ရပါတယ်။မကြာခင်မှာလေရင်ကခြေအောက်ကိုနစ်မြုပ်သွားပါတော့တယ်။နောက်တစ်နေ့မနက်မှာတော့လင်နာကကျွန်းတစ်ခုပေါ်မှာနိုးလာခဲ့ပါတယ်။သူမလှည့်လည်သွားလာရင်းဘရက်ဒလီကိုလည်းအဲ့ဒီမှာရှိနေကြောင်းကိုသိလိုက်ရပါတယ်။သူဟာသတိမေ့ပြီးခြေထောက်မှာဒဏ်ရာအနက်ကြီးရထားတာပါ။လင်နာကကျောက်ခဲတစ်လုံးကိုနောက်တစ်လုံးနဲ့ထုပြီးတော့ဓားသွားပေါ်ကအပင်တွေကိုလည်းခုတ်ထွင်လိုက်ပါတယ်။ပြီးတဲ့နောက်မှာနွယ်ပင်တွေနဲ့တစ်ကိုင်းတွေကိုစုဆောင်းပြီးခိုလုံရာတဲလေးတစ်ခုကိုလည်းတိဆောက်ခဲ့ပါတယ်။ရေစုဆောင်းဖို့အတွက်မြေကျင်းတွေလည်းတူးပြီးတော့အုံခွန်တွေကိုလည်းချထားခဲ့ပါသေးတယ်။ညနေပိုင်းမှာမိုးရွာလာပေမဲ့လင်နာကတော့ဘရက်လီကိုပြုစုရင်းခိုလုံရာထဲမှာပဲဘေးကင်းနေပါတယ်။နောက်တစ်နေ့မှာတော့လင်နာကအုံခွန်ထဲကရေကိုတောက်ပါတယ်။အဲ့ဒီချိန်မှာဘရက်လီကနိုးလာခဲ့တဲ့အတွက်သူမကသူ့ကိုလည်းရေတိုက်လိုက်ပါတယ်။ဘသူမှအသက်မရှင်ကြဘူးဆိုတာကြားသွားတဲ့အခါမှာတော့ဘရက်လီကစိတ်တက်ကြသွားပြီးသူမကိုကျေးဇူးတင်ကြောင်းပြောပါတယ်။အဲ့ဒီနောက်လင်နာကတစ်ကိုင်းတွေတစ်ရက်တွေနဲ့မီးရအောင်အသေးအတန်စူးစမ်းပါတယ်။သူမငါးတကောင်ဖမ်းမိပြီးမီးကျင်လိုက်ပါတယ်။ထို့နောက်ဘရက်လီကိုကျွေးတဲ့အခါမှာတော့သူကအနံ့မကြိုက်လို့ညင်းပေမဲ့လင်နာကအတင်းခွန်ကျွေးလိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့လင်နာကခရုတစ်ကောင်တွေ့လို့အယမ်းပျော်နေပါတယ်။ဒါပေမဲ့ဘရက်လီကစိတ်တိုနေပြီးတော့ဘာကြောင့်အချက်ပြတာမလုပ်တာလဲလေရင်ပေါ်က GPS ပစ္စည်းတွေဘာလို့မရှာတာလဲလို့မေးနေပါတယ်။လင်နာကသူမရဲ့ဦးစားပေးကအသက်ရှင်ဖို့ဖြစ်တယ်လို့ပြောပေမဲ့သူကတော့ကယ်ဆယ်ခံရဖို့ပိုရေးကြီးရလို့ထင်နေပါတယ်။ဘရက်လီကမတ်တက်ရက်ဖို့စူးစမ်းတဲ့အခါမှာအယမ်းနာကျင်နေလို့လင်နာကကုညီပေမဲ့သူကတော့အထိမခံပါဘူး။လင်နာကဘရက်လီရဲ့လက်တွေကနူးညံ့နေတာကိုနောက်ပြောင်လိုက်တဲ့အခါမှာတော့ဘရက်လီကစိတ်ဆိုးသွားပြီးတော့မင်းဟာငါ့ရဲ့ဝန်ထမ်းဖြစ်တဲ့အတွက်ငါ့ကိုလေးလေးစားစားဆက်ဆံဖို့ကိုသတိပေးလိုက်ပါတယ်။စိတ်ပြတ်သွားတဲ့လင်နာကသူမရဲ့ပစ္စည်းတွေကိုသိမ်းပြီးတော့သူ့ကိုတယောက်တည်းထားခဲ့ပါတယ်။နာရီနှဲငယ်ကြာတဲ့အခါမှာတော့ဘရက်လီကတယောက်တည်းအဆင်ပြေသလိုဟန်ဆောင်နေပေမဲ့လည်းသူကစာလောင်မွတ်သိပ်လာပြီးတော့သူမပါပဲမဖြစ်နိုင်မှန်းကိုလည်းသိလိုက်ရပါတယ်။အဲ့ဒီညမှာလေပြင်းတိုက်လို့သူ့ရဲ့ခိုလုံရာကလည်းလွင့်ထွက်သွားခဲ့ပါတယ်။နောက်နေ့မှာတော့နေလောင်တန်ကြောင့်သူကသတိမေ့သွားပါတယ်။လင်နာကတော့ရေယူလာပြီးတော့ရောက်ရှိလာပါတယ်။ပြီးတော့လင်နာဟာဒါကယုံဟန်မဟုတ်တော့ကြောင်းပြောတဲ့အခါမှာတော့ဘရက်လီကလည်းသဘောတူလိုက်ရပါတယ်။ခဏကြာမှာတော့ဘရက်လီဟာအစာစားနေပါပြီ။လင်နာကတော့တောဝက်ချေရာတွေကိုတွေ့ထားလို့အမဲလိုက်ဖို့လှန်လုပ်နေပါတယ်။စည်ရင်းကင်ဌာနကလင်နာကတောဝက်လိုက်နိုင်မလို့ဘရက်လီကတော့လုံးဝမထင်ထားပါဘူး။လင်နာကချက်ချင်းပဲသူမဟာမဟာဗျူဟာအနေနဲ့စီမံကိန်းဌာနကဖြစ်ကြောင်းကိုပြန်လည်ပြောပြခဲ့ပါတယ်။သူပြောသလိုသူမရဲ့အလုပ်ကိုမကြည့်ခဲ့ပဲနဲ့အိမ်ညာခဲ့တဲ့အတွက်သူမကသူ့ကိုအပြစ်တင်လိုက်ပါတယ်။တောထဲမှာလင်နာဟာတောဝက်ချေရာကိုခြေရာခံရင်းနဲ့အတန်တစ်ခုကိုကြားလို့ရပ်သွားပါတယ်။ရုတ်တရက်တောဝက်ကသူမနောက်ကပေါ်လာပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ကံကောင်းတာကတစ်ပင်တစ်ခုရဲ့နောက်မှာတောဝက်ကညက်နေလို့သူမပြေးဖို့အချိန်ရသွားပါတယ်။တောဝက်ကတစ်ပင်ကိုပတ်ပြီးသူမကိုလိုက်ရှာနေပါတယ်။မြေပြင်ပေါ်ကသူမရဲ့ဂျာခင်ကိုတွေ့မှရပ်သွားတာပါ။လင်နာကပေါ်ကနေခုန်ချပြီးသူ့လည်ပင်ကိုထိုးလိုက်ပါတယ်။ဒါပေမဲ့လှန်ကျိုးသွားပြီးတောဝက်ကသူမကိုခါချဖို့ကြိုးစားပါတယ်။သူမကိုထပ်တိုက်လိုက်တဲ့အခါမှာတော့ကြံတဲ့လှန်တစ်ဝက်နဲ့ထပ်တိုးပေးလိုက်တယ်မဲ့တောဝက်ကမတည်သေးပါဘူး။သူမရဲ့မျက်နှာကိုသွေးတွေတလိမ့်လိမ့်နဲ့မှုတ်ထုတ်နေပါတယ်။လင်နာကအသေးတန်ပဲလည်ပင်ကလှန်ကိုဆွဲထုတ်ပြီးမျက်လုံးကိုထပ်တလဲလဲထိုးလိုက်ပါတယ်။နောက်ဆုံးမှာတော့တတ်နိုင်ခဲ့ပြီးနောက်တောဝက်ခေါင်းကိုဘရက်လီရှေ့မှာဂုံစွာချပြပြီးတော့သူမကအမဲလိုက်ရတာကြိုက်ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။အဲ့ဒီညမှာသူတို့နှစ်ယောက်လုံးကအသားတွေကိုမြင်ရင်ရှက်ရည်စားကြပါတယ်။ရက်နှဲငယ်ကြာတဲ့အခါမှာတော့လင်နာကနယ်မြေအသစ်တွေရှာဖွေရင်းရေတံခွန်တစ်ခုကိုလည်းသူကတွေ့သွားခဲ့ပါတယ်။ရေချိုးဖို့ကိုလည်းသူကဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်အတန်တစ်ခုကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့လှေတကြီးဖြစ်နေတာကိုသူမကတွေ့လိုက်ရပါတယ်။လင်ဒါကူညီတောင်းဖို့ပြေးသွားခဲ့ပေမဲ့ဒီမှာသူမပျော့နေတာကိုသတိရပြီးတော့ရပ်လိုက်ပါတယ်။
ပြီးနောက်သူကစခန်းကိုပြန်လာပြီးတော့ Bradley ကိုရေတိုက်ကသူမတိရွက်တွေနဲ့လှုပ်ထားတဲ့ကြောပိုးအိတ်ကိုပြပါတယ်ဒါပေမဲ့နှစ်ပတ်ရှိပြီဖြစ်လို့ Bradley ကစိတ်ပြတ်နေပါပြီလင်နာကစိတ်ရှိဖို့ပြောတဲ့အခါမှာသူကအော်ဟစ်ပြီးတော့ဖောင်ဆောက်တင်တယ်လို့ပြောပါတယ်လင်နာကဒါကမကောင်းဘူးလို့ထင်ပါတယ် Bradley ကသူမဒီအခြေအနေမှာပျော်နေမှန်းသိသွားပြီးတော့ထွက်သွားဖို့ကြိုးစားပေမဲ့ခြေထောက်တန်ရာကြောင့်နှေးနေပါတယ်လင်နာကကိုအထင်ကြီးနေတယ်လို့သူကဆိုပါတယ်သူဟာအရေးကြီးတဲ့ကုမ္ပဏီတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်ကြောင်းပြောတဲ့အခါမှာတော့သူ့အဖေကပဲအားလုံးကိုလှုပ်ခဲ့တာဖြစ်ပြီးတော့သူကတော့အဖေရှိန်ဝါနဲ့ယာဒူးရသူသာဖြစ်ကြောင်းလင်နာကရေမောပြီးတော့ပြောဆိုနေခဲ့ပါတယ်။ Bradley ကတော့သူမကိုအလုပ်ထုတ်တဲ့အခါမှာလင်နာကပို့ပြီးတော့တောင်ရင်နေပါသေးတယ်။ Bradley ကတော့ထွက်သွားပြီးတော့ကိုပိုင်စကန်ဆောက်ဖို့ကြိုးစားပေမဲ့လည်းအရာအလုံးကကြာရှုံးနေပါတယ်။တစ်ဖက်မှာတော့လင်နာကခိုင်ခန့်တဲ့ခိုလုံရအုတ်ထုပ်နဲ့ပကတ်တွေကိုတော့လှုပ်ထားပြီးအစာရည်လည်းရှိပါတယ်။သူမကတစ်ကိုင်းတွေနဲ့တဲပေါ်မှာ HELP လို့ပြီးတော့ရေးထားပါတယ်။သူကတော့အရန်စာလောင်နေလို့ပိုးကောင်တစ်ကောင်ကိုစားဖို့ကြိုးစားပေမဲ့လည်းယုံကြကောင်းလို့ပြန်ထွေးထုတ်လိုက်ရပါတယ်။နောက်ဆုံးမှာတော့ Bradley ကလင်နာစီချီးကပ်လာပါတယ်။သူမကဇပွဲနဲ့ဆူရှီတွေတောင်ပြင်ဆင်ထားတာပါ။ Bradley ကရင်းနှီးအောင်ကြိုးစားပေမဲ့လည်းလင်နာကတော့မင်းရဲ့သွားမှာတစ်ခုကတ်နေရလို့ပဲပြောပြီးပြန်လဲအဆက်ခွဲလိုက်ပါတယ်။သူမမှာဓာရကြောင်ရှိနေတာကို Bradley တတိထားမိတဲ့အခါမှာတော့ကန်းချေမှာတွေ့တာလို့သူမကရှင်းပြပါတယ်။ Bradley ကသူ့ရဲ့စိတ်နေစိတ်ထားအတွက်တောင်းပန်ပေမဲ့လင်နာကတော့မကျေနပ်သေးပါဘူး။ဒါနဲ့ Bradley ကလင်နာကိုဘလောက်အထင်သေးခဲ့ကြောင်းနဲ့သူမဟာကော်မတီအတွက်ဘလောက်တောင်အရေးကြီးကြောင်းကိုလည်းပြန်လဲပြောပြခဲ့ပါတယ်။သူမကတော့ Bradley ကိုလှောင်ပြောင်ဖို့အတွက်ပဲစက်ကစားနေပါတယ်။အဲ့ဒါကြောင့်အသေးအတန်ဖြစ်နေတဲ့ Bradley ကဒူးထောက်ပြီးအကူအညီပေးမယ်လို့ကတိပေးပါတယ်။အဲ့ဒီနောက်သူကတောင်းပန်တိုးရှိုးပြီးပျော်ပါဖို့တောင်ကမ်းလှမ်းတဲ့အခါမှာတော့လင်နာကချက်ချင်းပဲပြန်ပြီးတော့လက်ခံလိုက်ပါတယ်။ညနေပိုင်းမှာတော့လင်နာဟာ Bradley ရဲ့ခြေထောက်ကိုတတ်တာအောင်လမ်းတွေကိုရှောက်ခိုင်းခဲ့ပါတယ်။သူ့ကိုတောင်ပေါ်ကကျင်းမြောင်းပြီးအနေရရှိတဲ့လမ်းကနေတွားကြရပါတယ်။မိုင်ပေါင်းများစွာပတ်လည်မှာရေတွေပဲရှိနေတာကိုသူမကသူ့ Bradley ကိုပြလိုက်ပါတယ်။အဲ့ဒီနောက်မှာအစိတ်ရှိတဲ့အသီးတွေကိုအရေပြားပေါ်မှာပုတ်ချစ်ပြီးစမ်းသပ်နည်းကိုလည်းတင်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ S ပုံစံကြောက်တုံးနှစ်တုံးကိုပြပြီးတော့အဲ့ဒီနေရာမှာအစိတ်ပင်တွေအများကြီးရှိတာမို့လို့မသွားဘူးကိုလည်းတတိပေးပါတယ်။အပြန်လမ်းမှာ Bradley ကခဏနားနေတဲ့အချိန်မှာလင်နာရဲ့ခြေထောက်ကမြေကြီးတဲ့ကိုကျွံသွားပါတယ်။သူမပြုတ်မကြအောင်နွယ်ပင်တွေကိုလှမ်းဆွဲထားရပါတယ်။ Bradley ကချက်ချင်းပဲသူမကိုလှမ်းဆွဲပြီးပြန်တက်လို့ရအောင်ကူညီပေးနိုင်ခဲ့ပါတယ်။သူတို့တယောက်ပေါ်တယောက်ထက်လျက်သားကျသွားပြီးတော့ရင်မောနေကြပါတယ်။ညစာစားရင်လင်နာကအသီးတွေကိုအရက်နဲ့လှုပ်ထားကြောင်းကိုပြောပြပါတယ်။ညဘက်မှာတော့သူတို့နှစ်ယောက်လုံးမူးနေကြပါပြီ။လင်နာကသူမအိမ်အောင်ကြာဘူးကြောင်းနဲ့ခင်မမဆုံးခင်10နှစ်ကြာပေါင်းခဲ့ရကြောင်းကိုလည်းပြောပြခဲ့ပါတယ်။သူဟာမေတ္တာမရှိတဲ့သူဖြစ်လို့သူမကစိတ်မကောင်းမဖြစ်ပါဘူး။ Bradley ကလည်းသူ့အဖေကအလုပ်ပဲလုပ်နေပြီးတော့မိသားစုနဲ့ဆက်သွယ်မရှိခဲ့လို့အဲ့ဒီခံစားချက်ကိုနားလည်ကြောင်းကိုပြန်လည်းပြောပြခဲ့ပါတယ်။ Bradley ရဲ့အမေကလည်းသူ့ကိုအများကြီးနှိပ်စက်ခဲ့ပေမဲ့အဖိုးကိုယ်တိုင်ကတော့အမေကိုဒီလိုပဲလုပ်ခဲ့လို့ဘာမှမဖြစ်ဘူးလို့တော့ပြောခဲ့ပါတယ်။ဒါကိုကြားတော့လင်နာကလည်းငါရဲ့ခင်မောဟာအယက်သမားဖြစ်ပြီးနှိပ်စက်တဲ့အကြောင်းကိုလည်းသူကထပ်ပြီးတော့ဝန်ခံခဲ့ပါသေးတယ်။သူခင်မောဟာအယက်လွန်ကျွံတောက်တဲ့အခါမှာလင်နာကကားတော့ကိုဝတ်ထားလေးရှိပေမဲ့တညမှာတော့ပြင်းပြင်းထန်ထန်ရန်ဖြစ်ပြီးတော့သူခင်မောဟာလင်နာကိုမကောင်းတာတွေလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လင်နာကစိတ်ကုံသွားပြီးတော့ကားတော့ကိုပြန်လဲပေးလိုက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာလင်နာရဲ့ယောက်ျားကားမောင်းထွက်သွားရင်မတော်တဆဖြစ်ပြီးတည်ဆုံးသွားခဲ့တာပါ။ဒါကိုသူမကဘသူ့မှမပြောပြခဲ့ဘူးပါဘူး။ပြီးတော့ကျွန်းကားနေလဲမထွက်သွားတင်ဘူးလို့ပြောပြီးဒီစကားဝိုင်းကိုဒီမှာနဲ့ရက်လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့လင်နာကအမူးလွန်ပြီးတော့နိုးလာပါတယ်။မျက်နှာတစ်ပေါ်ကန်းကြီးကိုသွားတဲ့အခါမှာတော့ Bradley ကရေချိုးနေတာကိုတွေ့ပြီးသူကဆွဲဆောင်မှုရှိမှန်းကိုသိလိုက်ရပါတယ်။နေ့ပိုင်းမှာတော့ပြင်းထန်နေတဲ့မုန်တိုင်းကတိုက်ခတ်လာပြီးလင်နာက Bradley ကိုတစ်ပင်ပြီးမှဆိုလို့တွန်းထုတ်ပြီးတော့ကယ်ခဲ့ရပါတယ်။ပြီးတဲ့နောက်မှာမုန်တိုင်းပြီးတဲ့ဒီကူထဲမှာသွားပုန်းနေခဲ့ကြပါတယ်။ Bradley ကအိတ်ဟိတန်ခံနိုင်ဖို့လင်နာကိုဖတ်ထားပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့လင်နာဟာကူထဲမှာတယောက်တည်းနိုးလာလို့ Bradley ကိုလိုက်ရှာခဲ့ရမှာတော့တောထဲမှာပြန်လဲတွေ့ခဲ့ပါတယ်။သူတို့စခန်းပျက်စီးသွားလို့လင်နာကကန်းကျင်နဲ့နီးနီးဆောင်းမိတယ်တော့တောင်းပန်ပါတယ်။ Bradley ကတော့အမြင်ပိုင်းမှာတူတူပြန်ဆောက်ကြမယ်လို့ပြောပါတယ်။ခဏအကြာမှာတော့သူတို့မှာစခန်းအသစ်ရှိနေပါပြီ။ Bradley ကချီတောက်တောင်းတင်းလာတဲ့ခါမှာတော့လမ်းလျှောက်ထွက်လာခဲ့ပြီးသူမတင်ပေးရတဲ့အတွက်ကျေးဇူးတင်ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ညနေပိုင်းမှာတော့သူကညစာချက်ကျွေးမယ်လို့ပြောပြီးဒါဟာသူ့တဲ့ပထမဆုံးချိန်ချက်ပြုတ်ခြင်းလို့လည်းဝန်ခံခဲ့ပါတယ်။ရုတ်တရက်လင်နာဟာမူးဝေလာပြီးသူ့ကိုအစာထဲအစိတ်သီးတွေထည့်ထားမှတိလိုက်ရတဲ့အခါမှာတော့လဲကျသွားခဲ့ပါတယ်။
ဘရက်လီကတောထဲကိုအမြန်ပြေးသွားပြီးတော့သူတိတ်ဆိတ်ဆောက်ထားတဲ့ဖောင်ကိုယူလာခဲ့ပါတယ်။သူကရေထဲကိုလှော်ထွက်သွားပြီးလိုင်းတန်ကိုခံနိုင်တဲ့အတွက်သူ့ကိုသူခုန်ယူကလင်နာကိုလည်းလက်ကလေးထောင်ပြလိုက်ပါသေးတယ်။ဒါပေမဲ့ဒုတိယလိုင်းမှာဖောင်ပြတ်သွားပြီးတော့တတိယလိုင်းမှာတော့သူကရေထဲကိုပြုတ်ကျသွားပါတယ်။သူရေနစ်နေစဉ်အတွင်းမှာဇူရီရောက်လာတယ်လို့သူကထင်အောင်ထင်မှားဖြစ်ပေမဲ့တကယ်တမ်းတော့ဒါကလင်နာကသူ့အပေါ်ကိုအန်ချလိုက်တာပါ။လင်နာကစိတ်မိနေတဲ့ကြားကဘရက်လီကိုကယ်ခဲ့တာဖြစ်ပြီးတော့ CPR လုပ်ပေးနေရင်းနဲ့လည်းသူ့ရဲ့မျက်နှာပေါ်ကိုထပ်မံအန်ချခဲ့လိုက်ပါသေးတယ်။နောက်တစ်နေ့မနက်မှာတော့လင်ဒါကသူ့ကိုအစာကျွေးပြီးသူဟာထိန်းချုပ်နိုင်တဲ့သူမဟုတ်တော့ကြောင်းကိုတင်ပေးဖို့လိုတယ်လို့ပြောပါတယ်။ဘရက်လီကနေမကောင်းဖြစ်လာတဲ့အခါမှာလင်နာကသူ့ကိုအာယုံကြောပိတ်ဆို့စေတဲ့အဆိပ်ရှိတဲ့ရေပွဲတစ်မျိုးကိုကျွေးထားမှပြောပြပါတယ်။သူတတိရှိနေပြီမဲ့လှုပ်ရှားလို့မရတော့ပါဘူး။သူလုံးဝမလုံနိုင်တဲ့အခါမှာလင်နာကတားကိုမီးဖုတ်ပြီးတော့သူ့အဝတ်စားတွေကိုချွတ်လိုက်ပါတယ်။သူမကအမိန့်နာခံအောင်လှုပ်ထားတဲ့သူမရဲ့ခွေအောင်အကြောင်းကိုပြောရင်းနဲ့ပဲအခုသူမဟာဆရာကြီးဖြစ်နေပြီးတော့ဒါကိုလက်ခံရမယ်ဆိုပြီးတော့ဓာတ်ကိုလည်းဘရက်လီရဲ့ပေါင်ကြားနားမှာကတ်လိုက်ပါတယ်။သူ့ရဲ့အင်္ကာကိုဖျက်ပစ်လိုက်တယ်လို့မျိုးတွေးလေဆင်လာတဲ့အတွက်ဘရက်လီကငိုယိုနေပေမဲ့တကယ်တော့အဲ့ဒါကကြွက်သေးတကောင်နဲ့လှည့်စားလိုက်တာပါ။နောက်တစ်ခါမှာအမားလှုပ်ခဲ့လို့ရှိရင်ကြွက်ဖြစ်မှာမဟုတ်ဘူးလို့လည်းသူမကချင်းကြောက်ခဲ့ပါတယ်။ဘရက်လီကတော့တတ်တာလာတဲ့အခါမှာအလုတ်ဆက်လုပ်ပေမဲ့လင်နာကတော့ဂယုမဆိုင်ပါဘူး။သူမတစ်ဖက်ခန်းမှာရှိတဲ့အသီးသွားရှာရင်ဇူရီလင်နဲ့ရောက်လာတာကိုတွေ့ပြီးတုန်လှုပ်သွားပါတယ်။ဇူရီကသူမကိုဖတ်ပြီးနာမည်တောင်မှတ်မိနေပါတယ်။ဘရက်လီကတော့နေကောင်းကြောင်းပြောပေမဲ့သူမကဒီအခြေအနေကိုမကုံဆုံးစေချင်ပါဘူး။ဇူရီကတော့သူမဘာသာလှေငှားပြီးရှာနေတာဖြစ်ကြောင်းသိလိုက်တဲ့အခါမှာတော့လင်နာကသူ့ကိုတောင်ပေါ်ခေါ်သွားခဲ့ပါတယ်။မြေကျွံတဲ့နေရာရောက်တော့သူမကဖနက်ကြိုးကြည့်ချင်အောင်ဆောင်ပြီးသူတို့ကိုအရင်သွားခိုင်းခဲ့ပါတယ်။ဇူရီချော်ကျသွားပြီးလေကပတိန်ကသူမကိုဆွဲထားရင်အကူအညီတောင်းပေမဲ့လင်နာကတော့မလှုပ်ရှားခဲ့ပါဘူး။ခဏကြာမှာတော့လင်နာစခန်းကိုပြန်လာပြီးအပြစ်ရှိသလိုခံစားနေရပါတယ်။ဘရက်လီကတော့အမဲလိုက်ဖို့ခေါ်ခဲ့ပေမဲ့သူမကနေမကောင်းဘူးလို့ပဲစင်ကြေပေးလိုက်ပါတယ်။အဲ့ဒီညမှာလင်နာဟာဇူရီကသူမကိုလူသက်သမားလို့ခေါ်နေတဲ့အတန်တွေကိုထိန်အောင်ထင်မှာကြားနေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ဘရက်လီကအမဲလိုက်ရင်တဲထဲမှာလက်တစ်ဖက်နဲ့ဇူရီရဲ့လက်စွပ်တွေကိုတွေ့သွားပါတယ်။သူကဒေါသတကြီးစခန်းကိုပြန်လာပြီးလင်နာကိုမေးတဲ့အခါမှာသူမကဇူရီချော်ကျတာလို့ရှင်းပြပေမဲ့မယုံခဲ့ပါဘူး။သူကသူမရဲ့ခင်မွန်းအကြောင်းမှာပြောပြလာလို့လင်နာကဓာတ်ကိုလှမ်းယူပေမဲ့ဘရက်လီကတော့အရင်ရသွားပါတယ်။လင်နာကထွက်ပြေးရင်းနဲ့သူတို့အချင်းချင်းတိုက်ခိုက်ကြပါတယ်။အဲ့လိုနဲ့ဒေါသထွက်လာပြီးလင်နာကဘရက်လီရဲ့ခေါင်းကိုကြောက်ခဲနဲ့ထုလိုက်မိပါတယ်။ပြီးတော့လက်စွပ်ကိုလည်းသူမကမျိုးချလိုက်ပြီးတော့သူ့ကိုလက်ကလေးထောင်ပြလိုက်ပါတယ်။သူတို့ထပ်မံတိုက်ခိုက်ခဲ့ကြပြီးတော့အဲ့ဒီနောက်မှာတော့လင်နာကဓာတ်နဲ့ဘရက်လီရဲ့ဘိုက်ကိုထိုးလိုက်မိလို့ဘရက်လီကလည်းထွက်ပြေးသွားခဲ့ပါတယ်။သူက S ကြောက်တုံးစီကိုသွားနေတာကိုတွေ့လိုက်တဲ့အခါမှာတော့လင်နာကလိုက်မသွားပဲစောင့်နေပါတယ်။ဘရက်လီကကျွန်းရဲ့တခြားတစ်ဖက်ကိုရောက်သွားခဲ့တဲ့အခါမှာတော့အဲ့ဒီနေရာကလုံးဝအန္တရာယ်မရှိပဲအားလည်းရဲ့အိမ်တစ်လုံးပဲရှိနေတာကိုတွေ့လိုက်ရပါတယ်။သူကအိမ်ထဲကိုအမြန်ပြေးဝင်သွားပြီးတော့ညံကိုစီးကရေခက်တက်တာတဲ့ကရေကိုလည်းအားရပါးရတောက်နေပါတယ်။ဘရက်လီကရေတောက်နေတော့မှလင်နာရဲ့အတန်ကသူ့ကိုလှောင်ပြောင်လိုက်ပါတယ်။အိမ်ထဲမှာဓာတ်တွေလည်းမရှိတော့ပါဘူး။လင်နာကသူမလွန်ခဲ့တဲ့ရက်တွေတည်းကဒီအိမ်ကိုတွေ့ထားပြီးဖြစ်ကြောင်းကိုလည်းဖွင့်ရလိုက်ပါတယ်။သူမကလှေကပတိန်ကိုရိုက်နှက်ပြီးတော့သူတို့နှစ်ယောက်စလုံးကိုလည်းတတ်ခဲ့တာကိုဝန်ခံခဲ့ပါတယ်။နောက်ဆုံးမှာလင်နာကတနတ်နဲ့ဘရက်လီကိုချင်းချောက်နိုင်ခဲ့ပါတယ်။ဘရက်လီကတော့သူမရဲ့ပြောင်းလဲသွားပုံကိုကြည့်ပြီးတော့အံ့ဩနေပါတယ်။လင်နာကိုချစ်ချောင်းကိုလည်းပြောပြပြီးတော့အတူတူနေထိုင်ဖို့ကိုလည်းတောင်းပန်နေပေမဲ့တကယ်တော့ဘရက်လီကလင်နာကိုတိုက်ခိုက်ဖို့ကြိုးစားနေတာပါ။လင်နာကကောက်တီးကြိုက်တန်နဲ့ဘရက်လီကိုအချက်ပေါင်းများစွာရိုက်နှက်ပြီးတော့နောက်ဆုံးမှာတော့တတ်ပစ်လိုက်ပါတယ်။တစ်နှစ်အကြာမှာတော့လင်နာအောင်မြင်တဲ့အမျိုးသမီးတစ်ဦးဖြစ်နေပါပြီ။သူမရဲ့အတွေ့အကြုံတွေကိုစာအုပ်ရေးထားပြီးတော့လည်းအခုတော့လူတွေကိုကိုကဲတင်ဖို့တင် जा ပေးနေပါတယ်။ဒီလိုနဲ့ပဲဇလန်းလေးကဒီမှာတင်ပြီးဆုံးသွားခဲ့ပါတယ်။ဒီဇလန်းလေးရဲ့အကြီးမားဆုံးသင်ခန်းစာကတော့လောကကြီးမှာငါးပွက်ရာငါးစာချနေတဲ့အောင်မြင်မှုတွေရဲ့နောက်ကကမပြောပြရဲတဲ့အမောင်ထုတွေရှိနေတာကိုဆိုလိုတာပါပဲ။လင်နာဟာအောင်မြင်တဲ့စာရေးဆရာမလူမှုရေးနယ်ပယ်မှာထင်ပေါ်သူဖြစ်လာပေမဲ့လည်းအဲ့ဒီအောင်မြင်မှုတွေကလိန်ညာမှုတွေနဲ့တွဲဆုံခဲ့တဲ့အတိတ်ပုံမှာပဲတိဆောက်ထားတာပါ
တခါတလေမှာကျွန်တော်တို့အားကြနေတဲ့အောင်မြင်သူတွေကလင်တာလိုပဲလှိဝက်ချက်တွေကိုတဲထဲမှာမြုပ်နှံထားသူတွေပဲဖြစ်ပါတယ်တကယ်လို့တင်တာလင်တာနေရာမှာဆိုရင်ရောအသက်ရှင်ဖို့အတွက်ဒီလိုမျိုးရရဆက်ဆက်ကလစားချင်မှလားပြောသားခဲ့ပါအောင်နော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုဆက်ကြည့်နိုင်ဖို့အတွက် channel လေးကို follow သွားခဲ့ပါအောင်နော်